မ်းသာနေတဲ့လူတွေရဲ့ဘဝကိုအားကျပြီးတော့မှသူတို့နီးတူလိုက်လို့ပြီးမှပဲပို့ပြီးတော့ဆင်းရဲသွားနေတဲ့လူတွေရဲ့အကြောင်းပြောပြပြန်နော်ကြားရတာနည်းနည်းထူးဆန်းတာပေါ့ဗျာနော်ချမ်းသာနေတဲ့လူတွေရဲ့နီးလန်းကိုလိုက်ပြီးတော့လှုပ်မှတော့ပို့ပြီးတော့ချမ်းသာလာရမှာလေအခုအဲ့လိုမဟုတ်ဘူးねပို့ပြီးတော့ဆင်းရဲနေကြတာဘယ်လိုလဲဆိုရင်များသောအဖြစ်အခုခေတ်မှာလူတွေကပေါ့နော်လူချမ်းသာတွေကဘလို့သွားပြီးတော့မှတုံးချုံကြတယ်ဘလို့နေရာမှာသွားပြီးတော့စားတော့ကြတယ်ဘလို့ high so အစင်းမြင့်စားတော့ဆိုင်တွေဝင်ကြတယ်ဘလို့ branded တွေဝတ်ကြတယ်အဲ့ဒါကိုလိုက်ပြီးကြည့်ပြီးတော့မှသူတို့လည်းသူတို့အဲ့လူချမ်းသာတွေရဲ့ဇုံထဲမှာဝင်နိုင်အောင်အတင်းအဓမ္မရှီဇူမဲစုလက်ခါတွေကိုကတော့ဝန်တန်းလက်ခါစားဝန်တန်းကိုမှပုံမှန်ဝင်တစ်ခုပေးနေဆိုတော့အဲ့ကိုလုံနေလုံတစ်ခုပဲရှိတာလေအဲ့ဒါပို့ပြီးတော့ဝင်ငယ်ရလမ်းမရှိဘူးဒါပေမဲ့လည်းရှီဇူမဲစုပတ်စံတွေနဲ့တွားပြီးတော့အတင်းအဓမ္မ branded တွေဝတ်ပြီးတော့မှအဲ့လူချမ်းသာတွေနဲ့ဒန်းတူတန်းကြီးဖို့အတွက်အတင်းစူးစမ်းနေကြတာအဲ့ချိန်ကျတော့ဘာဖြစ်လဲဆိုရင်ခုမှရှီဇူမဲစုပတ်စံနဲ့မလောက်ရင်တော့ပတ်စံရှာပြီးတော့မှတော့ branded တွေဝတ်ကောင်းစားလာနေကျွယ်ဝနေကြတာပေါ့နော်ဒီကျွယ်ပြနေကြတာပေါ့ရ line ပေါ်မှာဟုတ်တယ်မလားဆိုတော့အဲ့လိုလူတွေကတကယ်တော့လူချမ်းသာတွေရဲ့နီးလန်းကိုလိုက်ပြီးတော့မှဆင်းရဲနေကြတာနော်တကယ်ဖြစ်တဲ့နာကလူချမ်းသာတွေကအဲ့လိုချမ်းသာနေနိုင်အောင်အဲ့လို branded တွေဝတ်နိုင်အောင်အစားအသောက် share တွေစားနိုင်အောင်ဘလို့နီးလန်းတွေဘလို့စီးပွားတွေလုပ်နေကြတယ်ဘယ်နာကနေပြန်သူတို့တဲ့ပုံမှန်ဝင်တစ်ခုစိတ်ချရတဲ့ပုံမှန်ဝင်လမ်းကြောင်းတစ်ခုဖန်တီးနေကြတာလဲဆိုတာကိုကလိုက်ပြီးတော့မှကြည့်ပြီးတော့လေ့လာရမှာခင်ဗျားအနေနဲ့လည်းအဲ့လိုချမ်းသာနေတဲ့လူရဲ့လုပ်ငန်းသဘောကိုလိုက်ပြီးတော့လေ့လာပြီးတော့မှခင်ဗျားသူတို့နီးတူရင်းနှီးမြှုပ်နှံမှုတစ်ခုလှုပ်ထားမယ်ဆိုရင်လှုပ်တက်မယ်ဆိုရင်ခင်ဗျားအနေနဲ့သူတို့ဝတ်နေတဲ့ပုံစံမျိုးသူတို့စားကောင်းတောက်ကောင်းစားလာတဲ့မျိုးပေါ့နော် branded တွေဝတ်နေတဲ့ပုံစံမျိုးလိုက်ပြီးတော့တူနေကြမှာတော့ခင်ဗျားမှလည်းဝင်ငွေကြလန်တစ်ခုဖြစ်လာပြီဆိုတာနဲ့ automatic ခင်ဗျားဘွားကလည်း update ဖြစ်သွားမှာ